အားလုံးမင်္ဂလာပါခင်ဗျာ Let's Start the News Channel ကနေကြိုဆိုလိုက်ပါရစေအခုပြောပြမယ့်အကြောင်းအရာကတော့ကမ္ဘာမှာအလွန်ကိုခေတ်စားလာတဲ့ဉာဏ်ရည်တု AI ပေါ်အခြေခံပြီးတရုတ်နိုင်ငံရဲ့စီးရေးကစားကွက်အခင်းကျင်းကြောင်းဖြစ်ပါတယ်ဒီဆောင်မကတရုတ်နိုင်ငံရဲ့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PNA နဲ့ပူးပေါင်းလုပ်ကိုင်နေတဲ့ကုမ္ပဏီတွေကဒီစီလိုပြည်တွင်းဖြစ် AI နည်းပညာတွေကိုစီးရေးမှာအရှိန်မြင့်အသုံးပြုနေပုံကိုအလေးပေးဖော်ပြသွားမှာဖြစ်တဲ့အကြောင်းတက်ဆင့်ပြောကြားလိုပါတယ်ပထမဆုံးအပိုင်းအနေနဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရအစီရင်တွေနဲ့လက်နက်များ Autonomous System အကြောင်းဖြစ်ပါတယ်။ P60 တိုက်ခိုက်ရေးရင်ဆိုတာဘာလဲဘယ်လိုအလုပ်လုပ်လဲဘယ်လိုစနစ်ကိုအသုံးပြုထားလဲကြည့်လိုက်ကြအောင်ပါ။တရုတ်နိုင်ငံပိုင်ကာကွယ်ရေးကုမ္ပဏီ Norinco ကတနအီကိုကီလိုမီတာ90နှုန်းနဲ့အတူကိုပိုင်ထိန်းချုပ်မှုနဲ့တိုက်ခိုက်ရေးအထောက်အကူပြုလုပ်ငန်းတွေလှုပ်ဆောင်နိုင်တဲ့စစ်ရင် P60 ကိုမိတ်ဆက်ခဲ့ပါတယ်။အဲ့ဒီရင်ကို DC ရဲ့ဉာဏ်ရည်တုစနစ်နဲ့မောင်းနှင်ဖို့ဖန်တီးထားတာဖြစ်ပါတယ်။နောက်တစ်ခုက AI စနစ်သုံး Robot Doll လို့ခေါ်တဲ့စက်ရုပ်ခွေးတွေတီထွင်ထုတ်လုပ်ထားနိုင်တာပါ။ PLA ကတင်နာခေါ်ယူမှုမှတ်တမ်းတွေအရစက်ရုပ်ခွေးတွေဟာချင်းချုံမှုတွေကိုအုပ်စုလိုက်စူးစမ်းရှာဖွေနိုင်ပြီးပေါက်ကွဲစေတတ်တဲ့အန္တရာယ်တွေကိုဖယ်ရှားပေးနိုင်တယ်လို့သိရပါတယ်။ AI စနစ်နဲ့တွားလို့ရကိုမောင်းနှင်စေခိုင်းနိုင်တဲ့စက်ရုပ်ခွေးတွေအဖြစ်ဖော်ထုတ်ဖို့တရုတ်အာဏာပိုင်တွေကအကြိုးပမ်းနေကြပါတယ်။အရင်ကလည်း Unitree ကထုတ်လုပ်တဲ့လက်နက်တပ်ဆင်ထားတဲ့စက်ရုပ်ခွေးတွေကိုစစ်ရေးလေ့ကျင့်မှုတွေမှာအသုံးပြုခဲ့ကြပါတယ်။နောက်ထပ် AI လက်နက်တစ်ခုကတော့ Drone Swarms လို့ခေါ်ကြတဲ့ drone အုပ်စုတွေဖြစ်ပါတယ်။ဘေဟန်တက္ကသိုလ်က DC ကိုအသုံးပြုပြီး drone အုပ်စုတွေရဲ့ဆုံးဖြတ်ချက်ချနိုင်စွမ်းကိုမြင့်တင်ဖို့သုတေသနပြုလုပ်နေပါတယ်။အဲဒီ drone တွေဟာနှိမ်ပြီးနှွေးကွေးသိငယ်တဲ့ပြစ်မှတ်တွေဥပမာရန်သူရဲ့ drone တွေဒါမှမဟုတ်လေယာဉ်ငယ်တွေကိုကိုပိုင်ထိန်းချုပ်တုံ့ပြန်မှုစနစ်အရခြေရာခံတာနဲ့တိုက်ခိုက်တာတွေပြုလုပ်နိုင်မှုဖြစ်ပါတယ်။ဒါတွေကအဆင့်မြင့် AI နည်းပညာတွေကိုသုံးပြီးနောက်ဆုံးပေါ်လက်နက်တွေထုတ်လုပ်ဖို့ပြင်ဆင်နေတဲ့တရုတ်ရဲ့ခြေလှမ်းတွေဖြစ်ပါတယ်။ Reuters သတင်းဌာနကသုတေသနစာတမ်းမူပိုင်ခွင့်နဲ့ဝယ်ယူမှုမှတ်တမ်းရာပေါင်းများစွာကိုပြန်လည်သုံးသပ်တာဟာစစ်ရေးအသာစီးရရှိစေဖို့အတွက်ဘေဂျင်းကဉာဏ်ရည်တု AI ကိုအသုံးပြုဖို့စနစ်တကျကြိုးပမ်းအားထုတ်မှုရဲ့ဓာတ်ပုံတစ်ပုံကိုပေးစွမ်းပါတယ်။တရုတ်ရဲ့မျိုးဆက်သစ်လက်နက်တွေနောက်ွယ်ကစနစ်တွေဘလို့အလုပ်လုပ်တဲ့ဆိုတာနဲ့အဲ့ဒါတွေကိုဘလို့တိုင်းတာထိအသုံးပြုတက်ဆင်ထားတဲ့ဆိုတာတွေမှာနိုင်ငံတော်အဆင့်လှုပ်ဝက်ချက်တွေဖြစ်ပါတယ်။ဒါပေမဲ့ဝယ်ယူမှုမှတ်တမ်းတွေနဲ့မူပိုင်ခွင့်တွေဟာအမေရိကန်ရဲ့ကြိုးပမ်းအားထုတ်မှုတွေနဲ့ဆင်တူစွာကိုပိုင်ထိန်းချုပ်မှုနဲ့အတူပြစ်မှတ်ခွဲခြားသတ်မှတ်နိုင်စွမ်းနဲ့အချိန်နဲ့တပြေးညီတိုက်ပွဲတဲ့ဆုံးဖြတ်ချက်ချရမှာအထောက်အကူပြုနိုင်စွမ်းတို့စီဘေဂျင်းရဲ့တိုးတက်မှုကိုအချက်လက်အချို့တွေနဲ့အတူပြစွမ်းနေပါတယ်။ထုတ်ကုန်အားလုံးကိုတိစောက်ပြီးပြီလားဆိုတာကိုတော့ Reuters ကအတီးမပြုတ်နိုင်သေးသလိုဘူပန်ခွင့်တွေဟာလည်းလက်တွေ့အသုံးပြုနိုင်တဲ့နည်းပညာကိုဖော်ပြနေတယ်လို့အမြဲတမ်းဆိုလိုတာမျိုးတော့မဟုတ်ပါဘူး။ဆက်လက်တင်ဆက်ပေးလိုတာကတော့အဲ့ဒါတွေကိုပြုလုပ်ဖို့စီမံကိန်းကြီးတွေရေးဆွဲလှုပ်ဆောင်နေတဲ့အပိုင်းဖြစ်ပါတယ်။ခေါင်းစဉ်ခွဲအနေနဲ့စစ်ရေးစီမံကိန်းရေးဆွဲရမှာအရှိန်မြင့်တင်ခြင်း Expedited Military Planning လို့အမည်တပ်ထားပါတယ်။အဲ့ဒီတဲကတိုက်ပွဲအခြေအနေသုံးသပ်ခြင်းဆိုတာကိုပြောပြပါမယ်။ရှီယန်နည်းပညာတက္ကသိုလ်ကသူ့တူတီရဲ့အဆိုအရ DC စွမ်းအားသုံးစနစ်တစ်ခုဟာမတူညီတဲ့အခြေအနေညီညီထားနဲ့အင်အားဖြန့်ကျက်မှုအမျိုးမျိုးပါဝင်တဲ့တိုက်ပွဲအခြေအနေ1000ကို48စက္ကန့်အတွင်းအကဲဖြတ်နိုင်ခဲ့ပါတယ်။အဲ့ဒီလုပ်ငန်းကိုပုံမှန်စစ်ရေးစီမံရေးအဖွဲ့တစ်ဖွဲ့က48နာရီလောက်အချိန်ယူရပါတယ်။ပုံရိပ်ခွဲခြမ်းစိတ်ဖြာခြင်းAI ကိုအသုံးပြုပြီးဂျိုရုနဲ့ drone တွေကနေရိုက်ယူထားတဲ့ပုံရိပ်တွေကိုအချိန်တိုတွင်းခွဲခြမ်းစိတ်ဖြာနိုင်စေဖို့ထုတ်လုပ်နေကြပါတယ်။သူတို့ကပြစ်မှတ်ရှာဖွေတာကနေစစ်စင်ရေးအကောင့်ထဲပေါ်တာဒီအချိန်ကိုရှော့ချပေးကြမှာဖြစ်ပါတယ်။နောက်တစ်ပိုင်းကတော့နည်းပညာဆိုင်ရာအချုပ်ချာအာဏာဆိုတဲ့အပိုင်းဖြစ်ပါတယ်။ဒီနေရာမှာပြည်တွင်းနည်းပညာကိုအားထားခြင်းဆိုတာအရင်ပြောပြပါမယ်။ PLA DC လို့ပြည်တွင်းထုတ် AI နည်းပညာကိုအားထားခြင်းအဖြစ်အမေရိကန်ရဲ့ပိတ်ဆို့မှုတွေဒါမှမဟုတ်နည်းပညာကန့်သတ်မှုတွေကနေလွတ်ကင်းပြီးနည်းပညာဆိုင်ရာအချုပ်ချာအာဏာ algorithmic sovereignty ကိုရရှိဖို့ကြိုးပမ်းနေတာကိုပြသနေပါတယ်။နောက်တစ်နည်းက Huawei ချစ်တွေအသုံးပြုနေတာဖြစ်ပါတယ်။ DC စနစ်တွေကို Huawei မှထုတ်လုပ်တဲ့ချစ်တွေအပေါ်မှာတိစောက်ထားကြောင်းသတင်းတွေကဖော်ပြထားပါတယ်။ဒါပေမဲ့ PLA ဟာအမေရိကန်ရဲ့ကန့်သတ်ထားတဲ့ NVIDIA ချစ်တွေကိုလည်းဆက်လက်ရှာဖွေနေဆဲဖြစ်ပါတယ်။ Reuters သတင်းဌာနအနေနဲ့ NVIDIA ရဲ့ A100 chips တွေအသုံးပြုမှုကိုကိုးကားထားတဲ့စာတမ်း35စောင်ကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။အဲ့ဒီစာတမ်းတွေကိုပြည်သူ့လူမျိုးရေးတပ်မတော် PLA ရဲ့အမျိုးသားကာကွယ်ရေးနည်းပညာတက္ကသိုလ် NUDD ကပညာရှင်တွေနဲ့7 Sun တို့ကပြုစုခဲ့တာဖြစ်ပါတယ်။
7 ဆန်ဟာအမေရိကန်ရဲ့ပိတ်ဆို့အရေးယူမှုခံရပြီးဘေကျင်းအတွက်ကာကွယ်ရေးဆိုင်ရာသုတေသနတွေပြုလုပ်ပေးနေတဲ့တရုတ်တက္ကသိုလ်များအဖွဲ့ဖြစ်ပါတယ်။အဲ့ဒီဖွဲ့စည်းတွေဟာအတူတူဖြစ်တဲ့အချိန်ကာလအတွင်း NVIDIA ချစ်တွေရဲ့အစားထိုးအဖြစ်ဒီဇိုင်းထုတ်လုပ်ထားတဲ့ Huawei Ascend hardware တွေကိုကိုးကားဖော်ပြတဲ့ AI လျှောက်လွှာဆိုင်ရာမူပိုင်ခွင့်15ခုကိုတင်သွင်းခဲ့ပါတယ်။ပြီးခဲ့တဲ့ဇွန်လမှာလည်း PLA ဒုံးပြန်တပ်ဖွဲ့အင်ဂျင်နီယာတက္ကသိုလ်ကမော်ဒယ်လေ့ကျင့်ရေးအတွက် A100 ချစ်တွေကိုအသုံးပြုတယ်လို့ဆိုကြတဲ့အဝေးထိန်းအာယုံခံပြစ်မှတ်ရှာဖွေရေးစနစ်အတွက်မူပိုင်ခွင့်ကိုတိကျတင်သွင်းခဲ့ပါသေးတယ်။ NUDD သုတေသနဌာနကိုဦးဆောင်သူဘူမူကြီးစုကီချောင်ကမိကန်ရဲ့ကန့်သက်ချက်တွေဟာသူတို့ရဲ့ AI သုတေသနကိုအတိုင်းအတာတစ်ခုအထိထိခိုက်မှုရှိပေမဲ့ဒီပညာကွာဟမှုကိုကျင်းမြောင်းဖို့စိတ်ပိုင်းဖြတ်ထားကြောင်းပြီးခဲ့တဲ့နှစ်အတွင်း Reuters ကိုပြောကြားခဲ့ပါတယ်။ NVIDIA ရဲ့ Rizzo ကတရုတ်နိုင်ငံမှာသူတို့ရဲ့စီးရေးဆိုင်ရာရှောက်လွှာအားလုံးအတွက်လုံလောက်တဲ့ပြည်တွင်းဖြစ်ချစ်ပြားတွေရှိနေတယ်လို့ပြောကြားခြင်းဖြင့် PLA ရဲ့ NVIDIA hardware လိုအပ်ချက်ကိုရှော့ချဖော်ပြခဲ့ပါတယ်။ဒီသတင်းဆောင်မလေးကိုတော့ Eduardo Batista နဲ့ Fanny Porkin တို့ပုံမှန်ရေးသားတဲ့ How China Could Use DCM AI for an Era of War ဆိုတဲ့သတင်းဆောင်ပါကိုစီတော့အချင်းချင်းဘာသာပြန်ထားတာဖြစ်ပါတယ်။ဒီဆောင်ပါကိုခြုံငုံသုံးသပ်ရမယ်ဆိုရင်တရုတ်ဟာအမေရိကန်နဲ့စစ်လက်နက်ဆိုင်ရာအပြိုင်ဆိုင်ပြေးနေတဲ့ကာလမှာ DC နဲ့တခြားပြည်တွင်း AI နည်းပညာတွေကိုစစ်ရေးထောက်လှမ်းရေးနဲ့လုံခြုံရေးလုပ်ငန်းတွေအတွက်အပြင်းထန်အသုံးချနေတာကိုမီးမောင်းထိုးပြထားတာဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်။မြန်မာပြည်သူပြည်သားအားလုံးဘေးရန်ကင်းကွာပြီးစံနာနဲ့ဘဝထပ်တူကြကြပါစေခင်ဗျာ။